ချိန်တွေတက်တရားခက်စစ်ချခြင်းနဲ့ငယ်ရေးစားခုကြောင့်မလို့ကြိုက်တမကြီးအောင်စပစ်ပြေစီသမျှကခုကြရင်သိမှုတွေပဲလို့ဖြစ်လာတာစိတ်မပြတ်တဲ့တရားမှာပါမင်းတွေရဲ့ဒီခန္ဓာကိုချေအောင်တဲ့ခြင်းတဲ့စီဆောင်ပေးမမင်းတို့နဲ့မေရီနေပေးတာမိတ်ဆက်ပေးလိုက်ပါဘာတော့